ဒီစင်ကာပူကလူတော်များများကလေကျင်းကားဒီကိုကျဦးနဲ့ကြော်စားတာကြိုက်တယ်အဖွားကလည်းအဲ့ဒါကိုကျွန်တော်ကြောင့်ဒီနေ့အဖွားအတွက်ကျင်းကားဒီနေ့ကျဦးလေးကြော်ပေးပါမယ်ဒီဆုံးတကဒီကျင်းကားဒီလေးကိုအခါပြအောင်ပေါ့နော်စားလေးနဲ့နှစ်ပြန်သုံးပြန်လောက်စီးတယ်ပြီးအခါကျရင်လည်းကျဦးသုံးသုံးရတယ်ဒီကျဦးနဲ့ကျင်းကားဒီနေ့ကိုရောပြီးတော့ခလောင်းမယ်အဲ့လိုမျိုးကိုအရင်ဆုံးကြုံပါပေါ့နော်စီကားလေအဲ့လိုအယောင်ကထောပတ်တီစီသုံးတာနော်စီမတက်အောင်ဒီမှာဆိုလို့ကျဦးနေချင်းကဒီကိုအရင်ဆုံးကြော်ပါမယ်ကြော်တဲ့ခါမှာလည်းဒီချိန်ကဒီကိုအရန်မူွားတဲ့တိမကြော်ပဲနဲ့ဒီကြက်ရုံလောက်ကြော်ပြီးတော့ပကံလေးကိုဆဲလို့ထားပါမယ်ပြီးရင်ဒီမှာကချင်းရဲ့ကျတူဖြူရဲ့ငွေတီရဲ့လက်လီကိုစီတက်ပါမယ်ဒီလိုခါကျရင်ဒီကတည်းကခဏကကြော်လာတဲ့ချင်းကဒီနဲ့တူလေးထည့်ပါမယ်ပြီးရင်အဲ့ဒါဒီကပင်းနေရိုင်သုံးတာပါလေဒါဆိုရင်တော့ကျဦးနေချင်းကလေးကြော်ရပါပြီ